တိုင်းတို့မျိုးတွေအထွက်ပါတိတ်ပင်လေးကိုနင်းမှဖြစ်ပါတယ်6 နာရီခွဲဘာမှမမြင်ရပါဘူးစက်တွေနှာခေါင်းတွေပြထားတာအေးပါဒီမှာနော်နှင်းနေတီးနေပြီနော်ဒီမှာကြည့်နော်ဒီပတ်ထားသလိုပဲဒါအရန်အေးပြီးတော့မှကျွန်တော်ဒါနှင်းပတ်ထားတာပါရာသီဥတုအခြေအနေလေးကဒီလိုလေးရှိပါတယ်လို့နော်ဒါ9 နာရီထိုးနေပါပြီတိမ်ပင်လေတော့မဲ့လမ်းခွဲရောက်ပါပြီဆွမ်မောက်စီတီတော်လို့ရေးထားပါတယ်ဟိုမှာနော်တိမ်ပင်လေတို့ဆိုပြီးတော့ဒီနေရာလေးကနေလမ်းခွဲကနေတော့မှာပါဒီတိမ်ပင်လေရှုခင်းလေးနဲ့တချို့တော့ဒီမှာဒီကမ်ပိန်းလေးပေါ့နော်ဟိုမှာမိသားစုတွေတငယ်ချင်းတွေဒီမှာမနက်စာလေးစားရင်လည်းပန်းဖြေကြတာပေါ့နော်ရာသီဥတုကတော့တော်တော်လေးအေးပါတယ်ဒီမှာ elevation အနေနဲ့ကတော့1106 မီတာလို့ပြပါတယ် degree celsius ကတော့18 degree celsius ပြပါတယ်အချိန်အဖြစ်တော့8 နာရီ 33ပေါ့နော်အဲ့လိုလားစီဒီလေးနဲ့တကယ်ကိုလှတဲ့ရှုခင်းလေးပါနော်ဒါစကလုံးနဲ့တော့ဖွဲ့ပြလို့မရအောင်တကယ်လှလေးနော်